အဲ့လိုဖြစ်တယ်လေ ဒီခါကျသူကနောက်ဆိုသားပြန်ကြအောင် အနည်းတော့ပါအောင် အဲ့လိုဘောရိစာပြောပါ အဲ့ဒါမှဖုန်းလို့တွေကမှ ဒီမှာအဲ့ဒါဆိုင်ရဘောကြီးနဲ့ပေါ်လို့ကြအောင်အိမ်ကရအောင်လက်ပုံကောင်းကိုတနေ့ကလာအပေါ်ထဲပြုတ်ကြအောက်ပေါ်နေ အဲ့ဒါကြည့်ကြ ဒါအောက်ကြည့်ရကိုရ ဟိုမှာပြတ်လို့ ကိုရဲ့ဇိုမှာမဟုတ်ဘူးမှန်တဲ့တမီးလေးကိုကားကြီးကိုထွက်လာခဲ့တယ်